ယုံခံကိရိယာတစ်ခုကလူတစ်ယောက်ရဲ့မျက်လုံးကိုထိမှန်သွားခဲ့ပါတယ်။သူမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့သူ့မှာအစ္စရေးရိတ်ကြည့်နိုင်တဲ့အစွမ်းထူတွေရရှိသွားတာကိုသိလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲအင်္ဂလန်ကရှင်အမျိုးသမီးကသူ့ဘေးမှာပေါ်လာပါတယ်။ဒါကအဲ့ဒီလူကိုချက်ချင်းဆိုသလိုနှာခေါင်းသွေးရှံသွားစေခဲ့တယ်။အရှက်ရမှာဆိုတာကြောင့်သူဟာအမိုက်ထွားပစ်မဲ့ပုံစံနဲ့အောက်ထပ်ကိုအမြန်ဆုံးဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့အမိုက်ပုံသားရောက်သွားတဲ့အခါမှာတော့အမိုက်ပုံထဲမှာထူးဆန်းတဲ့ယူတူတစ်ခုကိုသူတွေ့လိုက်ရတယ်။အဲ့ဒီယူတူကအလွန်တန်ဖိုးကြီးတဲ့ယူတူတစ်ခုဖြစ်နေပါတယ်။သူကအဲ့ဒီယူတူကိုချက်ချင်းကောက်ယူပြီးမြေကြီးပေါ်ရိုက်ခွဲလိုက်ပါတယ်။မထင်မှတ်ပဲအဲ့ဒီယူတူထဲမှာတစိတုံးတစ်ခုဝှက်ထားလာကိုတွေ့လိုက်ရတယ်။တစိတုံးရဲ့တန်ဖိုးကိုအတီးပြူဖို့အတွက်သူဟာရှေးဟောင်းပစ္စည်းအယောင်ဆိုင်ကိုယူသွားခဲ့ပါတယ်။ကျွမ်းကျင်သူနှစ်ဦးကစစ်ဆေးပြီးတဲ့နောက်မှာတော့ဒါဟာတကယ်ရှေးဟောင်းပစ္စည်းအစ်စ်ဖြစ်ကြောင်းအတည်ပြုခဲ့ကြတယ်။သူတို့ကအဲ့ဒီတစိတုံးကိုဒေါ်လာ9သိန်းနဲ့ဝယ်ဖို့ချက်ချင်းကန့်လန့်ခဲ့ပါတယ်။အခုဆိုရင်အဲ့ဒီလူဟာအတော်လေးချမ်းသာသွားပြီဖြစ်ပြီးမြမကြည်နက်နိုင်သေးပါဘူး။ဒါကြောင့်သူဟာသူ့ရီးစားကိုရှေးဟောင်းပစ္စည်းလေးလံပွဲတစ်ခုကိုခေါ်သွားခဲ့တယ်။လေးလံပွဲကိုရောက်တာနဲ့ကြောက်တုံးတုံးထဲမှာကြီးမားတဲ့ရတနာတစ်ခုဝှက်ထားတာကိုသူတွေ့လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီကြောက်တုံးရဲ့ဈေးနှုန်းကဒေါ်လာ3သိန်းထင်နေပါတယ်။သူ့မှာအဲ့ဒီလောက်အထိပတ်စံမရှိပါဘူး။အဲ့ဒီအချိန်မှာပဲသူကအကြံတစ်ခုရသွားပါတယ်။သူကသူ့ဘေးနားကဈေးသက်သာတဲ့ကြောက်တုံးတုံးကိုတမင်တကာဝယ်လိုက်တယ်။ပြီးတော့အားလုံးရဲ့ရှေ့မှာပဲအဲ့ဒီကြောက်တုံးကိုခွဲပြဖို့တောင်းဆိုခဲ့ပြီးမြကြောက်တုံးရဲ့အနားသက်လေးကိုပဲခွဲဖို့သူပြောခဲ့တယ်။ကြောက်တုံးကိုခွဲလိုက်တဲ့အခါမှာတော့အနားသက်မှာအစိမ်းရောင်ကြောက်မြက်ရတနာတစ်ခုပေါ်လာပါတယ်။လူတိုင်းကကြောက်တုံးတုံးလုံးဟာကြောက်စိမ့်နဲ့လှုပ်ချတယ်လို့ထင်သွားကြတယ်။တယောက်ကဆိုရင်အဲ့ဒီကြောက်တုံးကိုဒေါ်လာ2သိန်းနဲ့ဝယ်ဖို့တောင်ကန့်လန့်ခဲ့ပါတယ်။သူကလည်းအဲ့ဒီအယောင်ဝယ်ကိုချက်ချင်းသဘောတူလိုက်ပါတယ်။သူရဲ့လူရဲ့ကြောင့်ရီးစားဖြစ်သူကအတော်လေးဇဝေဇဝါဖြစ်သွားခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ကြောက်တုံးတုံးလုံးပါကြောက်စိမ့်ဆိုရင်အနည်းဆုံးဒေါ်လာ10သိန်းလောက်တန်မှဖြစ်လို့ပါ။သူကတော့ဘာရှင်းပြချက်မှသိမပေးခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲဝယ်သူကသူ့လူတွေကိုအဲ့ဒီကြောက်တုံးကိုဆက်ခွဲဖို့ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ကြောက်တုံးထဲမှာဘာမှမရှိတော့ပါဘူး။အဲ့ဒါဟာအသုံးမရှိတဲ့အမိုက်တုံးကြီးဖြစ်သွားပါတယ်။အဲ့ဒီတော့မှသာသူ့ရီးစားကသူ့ဘာကြောင့်အဲ့ဒီလိုလုခဲ့တယ်လဲဆိုတာကိုနားလဲသွားပါတော့တယ်။နောက်ပိုင်းမှာတော့သူဟာရရှိလာတဲ့ပတ်စံတွေနဲ့အကြီးဆုံးကြောက်တုံးကိုဝဲလိုက်ပါတယ်။ဒါပေမဲ့ဘယ်သူမှသူ့ကိုအကောင်းမမြင်ခဲ့ကြ